လူလန်ခီးသွားအေဂျင်စီကိုကြော်ညာမိတဲ့အပေါ်မှာအပြည့်ကန်းကြောင်းဖြည့်ရှင်းလာတဲ့စိန်ဖြိုးနဲ့အီပွင့်ဖြူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စိန်ဖြိုးနဲ့အီပွင့်ဖြူတို့ကလက်တလုံးမှာတော့ကြော်ညာကောင်းလို့လူအများရဲ့ဝိုင်းအပြည့်တင်ခြင်းကိုခံနေရတာပါသူတို့လင်မယားနှစ်ယောက်ကလက်ရှိမှာဆိုရင်အောင်မြင်တဲ့ခီးသွားဘလော့ဂါဖြစ်နေကြတာပါနှစ်ယောက်လုံးကခီးသွားရတာဝါသနာပါသလိုတစ်ဖက်မှာလည်းဇက်တိုက်ဆိုသလိုကြော်ညာအခံရတာပါသူတို့ဗီဒီယိုဆိုရင်ကြီးစုသူတန်းတဲ့ချီပေါက်တဲ့အတွက်လာပြီးငှားကြတာပါခီးသွားတဲ့ agency တွေနဲ့ passport လုပ်ပေးတဲ့သူတွေကသူတို့နှစ်ယောက်ကိုအများဆုံးငှားကြပါတယ်။စိန်ဖြိုးနဲ့အီပွင့်ဖြူတို့ကလည်းသူတို့ကြော်ညာတဲ့ agency နဲ့တွားရတာအဆင်ပြေကြောင်းကိုအမြဲတမ်းပြောပြတတ်တာပါ။ဒါကြောင့်မို့အနုပညာလောကတွေကသူတွေကအစားသူတို့တွားတဲ့ agency နဲ့ခီးသွားဖြစ်ကြတာပါ။တိမ်ပေါင်းရာချီကုန်ကြတဲ့နိုင်ငံခြားခီးစဉ်တွေကိုပါတွားကြတာဖြစ်ပြီးလက်တလုံးမှာအလိန်ခံနေရတာဖြစ်ပါတယ်။နန်းခင်စရာအပါအဝင်ဒါရိုက်တာတယောက်ရဲ့အမျိုးသမီးကအစရီပွင့်ဖြူတို့ကြော်ညာတဲ့ခီးသွား agency နဲ့တွားရဖို့လှုပ်ထားပြီးမှလင်ခံလိုက်ရတာဖြစ်ကြောင်းပြောပြထားတာပါငွေကလည်းနည်းတဲ့ပမာဏမဟုတ်တဲ့အပြင်ကြာနာနာကိုလင်ခံလိုက်ရတာပါခီးသွား agency တွေကသွားဖို့ဆိုရင်ဟိုတယ်ကအစငှားပေးကြတာပါဒါကြောင့်မို့တခြားအမှုပညာရှင်တွေကလည်းယုံကြည်ကခီးသွားဖို့လုံရင်ကနေအခုဆိုရင်တာဝန်ယူမှုမရှိပဲလင်ခံလိုက်ရပါတယ်ဒါကြောင့်မို့အားလုံးကစိန်ဖြိုးနဲ့အီပွင့်ဖြူတို့ကအပြစ်တင်ကပြောဆိုနေကြတာပါသူတို့နှစ်ယောက်ကလူလိမ္မာတည့်ရနဲ့လက်ခံပြီးကြော်ညာပြီးလို့အခုလိုဖြစ်ရတာလို့ထောက်ပြနေကြတာပါဒါရင်မကသေးပဲနှစ်ယောက်လုံးကအလကားစပွန်ဆာပေးပြီးကြော်ညာခိုင်းလို့သာသူတို့ကလည်းခီးသွားပြကြတာပါလူလိမ်တွေကိုကြော်ညာပေးတဲ့အမှုပညာရှင်တွေအဖြစ်ပြောဆိုခံရတဲ့အချိန်မှာတော့သူတို့နှစ်ယောက်လည်းထွက်ရှင်းလာခဲ့ကြပါပြီထုံးစံအတိုင်းစာအရှိကြီးနဲ့ဖြေရှင်းလာခဲ့ကဒီကိစ္စနဲ့သူတို့လုံးဝမပတ်သက်ကြောင်းဆိုလာတာပါခီးသွားတော့ကလည်းစပွန်ဆာပေးခံရလို့သွားတာမဟုတ်ပဲသူတို့ပတ်စံနဲ့သူတို့သွားတာဖြစ်လို့ဖြေရှင်းလာတာပါအဆိုပါခီးသွား agency နဲ့ကြော်ညာအတားမျိုးလည်းမရှိသလိုသူတို့သဘောနဲ့သွားခဲ့တာလို့ဆိုပါတယ်လုပ်ငန်းသဘောအရဘာမှလောက်ကင်ခဲ့ခြင်းမရှိလို့လူတွေထင်နေသလိုငွေကြေးယူကလိမ့်လေသူကိုအပိကကြော်ညာတာမဟုတ်ဘူးလို့ဆိုလာပါတယ်ဒါအပြင်အခုကိစ္စတွေဖြစ်လာချိန်မှာလည်းစိန်ဖြိုးနဲ့အီပွင့်ဖြူတို့ကသူတို့နဲ့မဆိုင်တာတော့မှသတင်းတွေလှမ်းမေးကဖြေရှင်းဖို့ပြောခဲ့တာပါပိုင်ရှင်ဘက်ကလည်းတမင်လိမ့်လေကထွက်ပြေးတာမျိုးမဟုတ်ပဲပြဿနာတချို့ပေါ်သွားရတာပါဒီကိစ္စတွေကိုအမြန်ဆုံးဖြေရှင်းဖို့ကိုလည်းပိုင်ရှင်ကိုယ်တိုင်ရန်ကုန်ကိုပြန်လာတယ်လို့သိရပါတယ်ထိုင်းနိုင်ငံမှာနေတာဖြစ်လို့ရန်ကုန်ကိုတကူတကပြန်လာကငွေကိစ္စဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။နောက်နေ့ဆိုရင်သူတို့ရုံးမှာငွေအားလုံးလာထုတ်လို့ရပြီဆိုကြောင်းကိုလည်းပြောပြထားပါတယ်။အခုလိုဖြေရှင်းလာတဲ့အပေါ်မှာတချို့ကလည်းမယုံကြပါဘူး။တကယ်ဆိုရင်စိန်ဖြိုးနဲ့အီပွင့်ဖြူတို့ကငွေမရပဲကြော်ညာပေးလိမ့်မရှိပါဘူး။အခုပြဿနာတွေပေါ်လာမှာငွေကြေးမယူပဲကြော်ညာတယ်လို့တမင်လိန်တာလို့ထင်နေကြတာပါ။ငွေကြေးယူတော့ကယူပြီးတော့အခုမှခေါင်းရှောင်နေလို့မြင်နေကြကြောင်းပြောနေကြတာဖြစ်ပါတယ်။စိန်ဖြိုးတို့ကလည်းသူတို့ပတ်စံနဲ့သူတို့သာသွားခဲ့တာဖြစ်ကြောင်းတေချာဖြေရှင်းထားပါသေးတယ်။အခုနောက်ပိုင်းမှာဆိုလဲစိန်ဖြိုးနဲ့အီပွင့်ဖြူတို့ကမြန်မာနိုင်ငံမှာတော့တိတ်မနေပြကြပါဘူး။ကမ္ဘာတဝန်းကိုခရီးသွားနေတာဖြစ်ပြီးတော့ agency တွေနဲ့သာလက်တွဲကသွားတာပါ။သူတို့ကသွားလိမ့်ရှိတဲ့အတွက်ကြီးစုသူတွေကလည်းကောင်းနေထင်ပြီးလိုက်သွားကြတာဖြစ်ပါတယ်။ဒီလိုနဲ့မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးခရီးသွားဘလော့ဂါတွေဖြစ်လာခဲ့တာပါ။စိန်ဖြိုးနဲ့အီပွင့်ဖြူတို့ကအောင်မြင်နေချိန်မှအခုလိုပြဿနာတွေဖြစ်လာရတာမို့နောက်ဆိုသူတို့ကြော်ညာရေးဆိုတိုင်းလူတွေကယုံကြည်တော့မှာမဟုတ်ပါဘူး။နာမည်ကြီးတွေကြီးညာလဲယုံကြည်စရာမရှိတာမို့အားလုံးကသတိထားကြရတော့မှာဖြစ်ပါတယ်။ကဲအခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောသူတို့နှစ်ယောက်ပေါ်ဘယ်လိုမြင်လဲဆိုတာ comment မှာအမြင်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။